So အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရမ်းမီဖြစ်ပါတယ်ဒီဘက်ကမှာတော့ဒီဖုန်းတစ်လုံးရှိတယ်ဖုန်းတစ်လုံးရှိအောင်လည်းကျွန်တော်တို့ကဒီအရာရာလုံးလို့ရတယ်ဒီဖုန်းတစ်လုံးကနေလည်းကျွန်တော်တို့အတွက် income လည်းရနိုင်တယ်ပြီးတော့ဒါကျွန်တော်တို့အတွက်ဒီ knowledge လည်း store လုပ်လို့ရတယ်ဆိုတော့ဒီဖုန်းတစ်လုံးကိုကျွန်တော်တို့ဘယ်လိုမျိုးအသုံးပြုကြမလဲ productive Samsung ဘယ်လိုမျိုးအသုံးပြုကြမလဲဒီဖုန်းတစ်လုံးနဲ့လည်းကျွန်တော်တို့ဒီသင်တန်းတွေပါတယ်အများကြီးတက်လို့ရတယ်ဒီဖုန်းတစ်လုံးကနေလည်းကျွန်တော်တို့အများကြီးပညာတွေသင်လို့ရတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ကဒီ social media ပေါ်မှာ social media တွေဖြစ်တဲ့ဒီ Facebook YouTube ဒါ TikTok စတဲ့ platform တွေပေါ်မှာဒါ productively ကြဘယ်လိုမျိုးအသုံးပြုသင့်တယ်လဲဆိုတာကိုကျွန်တော်သုံးတဲ့နည်းလမ်းတွေနဲ့ကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီကိုယ့်ရဲ့တနေ့တာမှာဒီ social media ကိုကျွန်တော်တို့အသုံးများကြတယ်ကျွန်တော်လည်းအရင်တော့ဆိုရင်အသုံးများတယ်တနေ့တာဆိုရင်ဒါ1နာရီ2နာရီ3နာရီလောက်ဒီအလွန်ဆုံး3မိတက်တယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်ရလေအောင်ကျွန်တော်တို့လုပ်လို့ရတာက social media ကို limit လုပ်လို့ရတယ်ဒါ digital detox လည်းလုပ်လို့ရတယ်ဆိုတော့ဒီလိုမျိုးလုပ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာပို့ပြီးတော့ဆုံးဖြတ်ဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီ digital detox လုပ်လိုက်ခြင်းအပြင်ကျွန်တော်တို့မလိုလားတဲ့ဒီကျွန်တော်တို့ရဲ့အချိန်နေမဆုံးရှုံးတော့ဘူးပေါ့နော်ဆိုတော့ဒီ Facebook သုံးတဲ့အခါမှာလည်းကျွန်တော်တို့အတွက်ဒီ productively sensor ဘယ်လိုမျိုးသုံးလို့ရမလဲဆိုတာကိုကျွန်တော်ဒီ video တွေကနေမျှဝေသွားချင်ပါတယ်ဆိုတော့Facebook သုံးတဲ့အခါမှာကျွန်တော်တို့အနေနဲ့ဒီ Facebook ကိုစဖွင့်တဲ့အခါမှာကျွန်တော်တို့အတွက်ဒီအသုံးလိုတဲ့ information လည်းရှိမယ်အသုံးမလိုတဲ့ information လည်းရှိမယ်ဒါပေမဲ့ဒီလိုမျိုးအသုံးမလိုတဲ့ information တွေကိုကျွန်တော်တို့က neglect လုပ်မယ်ဒါပေမဲ့ကိုယ့်အတွက်ကိုယ့်ဘဝအတွက်အကျိုးရှိတဲ့ကိုယ့်အတွက်လည်းအသုံးဝင်တဲ့ဒါ information တွေကိုတော့ကျွန်တော်တို့ကဒီ Facebook ကသတ်မှတ်ထားတဲ့ feature လေးတစ်ခုရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့က save လုပ်တာ save လုပ်ပြီးတော့ collection box လေးတွေဖန်တီးတာဖြစ်ပါတယ် collection box လေးတွေကိုကျွန်တော်တို့ဘဝအတွက်ဒါအသုံးလိုတဲ့ဒီ collection box လေးတွေname လေးတွေသတ်မှတ်လို့ရတယ်ကျွန်တော်တို့ကဒီ language study လုပ်တယ်ဆိုရင်လည်းဒီ language နဲ့ပတ်သက်တဲ့ collection box လုပ်လို့ရတယ်ဒီ digital နဲ့ပတ်သက်ပြီးလေ့လာတယ်ဆိုရင်လည်း digital နဲ့ပတ်သက်တဲ့ collection box လေးလုပ်လို့ရတယ်ထိုနည်း၎င်းပဲဒီ YouTube TikTok မှာလည်းအဲ့လိုမျိုး collection box လေးလုပ်ပြီးတော့ကိုယ့်အတွက်အကျိုးရှိတာတွေကိုကျွန်တော်တို့က save လုပ်လို့ရတယ်ဒါအပြင်ဒီ collection box လေးတွေမှာ save လုပ်ထားတဲ့ဟာတွေကိုနေ့စဉ်တခြင်းနားထောင်လိုမျိုးလဲနားထောင်လို့ရတယ်ဒါကိုယ့်အတွက်တရက်ပြီးတရက်အသုံးပြုသွားတဲ့အချိန်တွေကို record တစ်ခုအနေနဲ့လဲထားလို့ရတယ်ဒီနည်းလမ်းလေးကတော့ပို့ပြီးတော့လဲ simple ဖြစ်တယ် okay နောက်မှာတော့ကျွန်တော်ဗီဒီယိုလေးနဲ့တကွာကျွန်တော်လောက်ပုံလုံးနည်းလေးကိုကျွန်တော်ပြပေးထားမယ်ဆိုတော့ဒီ collection box လေးတွေလောက်ပြီးတော့ဒါကိုယ့်ဘဝရဲ့ကိုယ့်အတွက်အကျိုးရှိတဲ့ social media ကို productively ဆန်းဆန်းအသုံးပြုလို့ရတယ်ဆိုတာကိုမျှဝေပေးလိုက်ပါတယ်ဗီဒီယိုလေးကိုတော့နောက်မှာဖော်ပြထားပါတယ် So အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ဒီ social media ကိုဘယ်လိုမျိုး productively ဆက်ဆံသုံးလို့ရမလဲဆိုတာကိုကျွန်တော်မျှဝေပေးကြပါမယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ social media ကိုသုံးမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ title ဘေးနားမှာ collect save and collection ဆိုတာလေးကျွန်တော်ရှိပါတယ် okay save and collection ဆိုတာဘယ်မှာကျွန်တော်တို့တွားကြည့်မလဲဆိုရင်ဒီမှာကျွန်တော်တို့ save ဆိုတာလေးကိုနှိပ်လိုက်ပါမယ် okay ကျွန်တော် save ဆိုတာလေးနှိပ်လိုက်မယ်ဒီနေရာမှာတော့ collection ဆိုတာရှိတယ်အဲ့ collection ဆိုတဲ့နေရာတွေမှာကျွန်တော်တို့ရဲ့လေ့လာခြင်းတဲ့ဟာတွေကိုကျွန်တော်တို့ကဒီ social media ကိုကြည့်ရင်ကျွန်တော်တို့ဒီ save လို့ရတယ်ဒါကတော့ဒါ Facebook နဲ့ပတ်သက်ပြီးတော့ဒါ collection save ရဲ့နည်းလမ်းလေးပါဆိုတော့ဒီကနေ collection save ပြီးတော့လဲကျွန်တော်တို့ကြည့်လို့ရတယ်ကျွန်တော် save ထားတဲ့ဟာတွေကိုလည်းကျွန်တော်အချိန်မရွေးပြန်ပြီးတော့ဖတ်လို့ရတယ်ဆိုတော့ဘယ်တော့အနေနဲ့ပျောက်မသွားဘူးပေါ့နော်ဒါ post တင်တဲ့ပိုင်ရှင်ကဖြတ်မှသာလည်းရင်ပျောက်သွားမှာပါဆိုတော့ဒါကတော့ဒါ Facebook နဲ့ပတ်သက်တဲ့ဒါ collection save လုပ်တဲ့နည်းလမ်းလေးပါနောက်ထပ် YouTube နဲ့ပတ်သက်တဲ့ဒီ collection လုပ်တဲ့နည်းလမ်းလေးကိုလည်းကျွန်တော်မျှဝေပေးကြပါမယ်ဆိုတော့ YouTube ကိုလည်းကျွန်တော်တို့တစ်ချက်သွားကြည့်မယ်ဒီနေရာမှာကျတော့ကျွန်တော်တို့ဒီ YouTube နဲ့ပတ်သက်တဲ့ collection ကိုပြပေးပါမယ် okay ဒီမှာဆိုရင်ကျွန်တော်တို့ဒီ YouTube နဲ့ပတ်သက်ပြီးတော့ကိုက collection လုပ်ထားတာဆိုရင်ကျွန်တော်ဆိုရင်ဒါတရားနဲ့ပတ်သက်ပြီးတော့တရားနာတာတွေနဲ့ဒါ collection လုပ်ထားတာရှိမယ်ကိုလုပ်ထားတဲ့ဒါ record တစ်ခုရှိမယ်ဒါ music တို့ကိုတင်ယူထားတဲ့ code တစ်ခုတို့စသဖြင့်ဒါအများကြီးရှိမယ်ပေါ့နော်ဒီလိုမျိုးကိုသချင်းလေးတွေနားထောင်တာကြရင်လည်းဒါ collection လုပ်ပြီးတော့နားထောင်လို့ရတယ် okay ဒီလိုမျိုး collection လေးလုပ်ထားတာမျိုးရှိမယ်ဒါကတော့ဒါ YouTube နဲ့ပတ်သက်တဲ့ဒါ collection player လေးလုပ်တဲ့ပုံလေးတွေပါ
ဒါကတော့ YouTube ကတော့ဒါ collection ဆိုတာဒါ player list လောက်တာဖြစ်ပါတယ် Okay TikTok ကိုကျွန်တော်တို့တစ်ချက်သွားကြည့်အောင် TikTok ကတော့ရှင်းပါတယ် TikTok ကတော့ကိုကြိုက်တာလေးကိုဒါအသေးပေးတာပါပဲဆိုတော့ TikTok နဲ့ပတ်သက်ပြီးတော့ trade လို့ပြဖို့တော့လိုမယ်မထင်ပါဘူးဆိုတော့အရှိကနီးလန်းတစ်ခုကတော့ကျွန်တော်ပြပြီးသွားပါပြီဆိုတော့ကျွန်တော်ရဲ့မျှဝေမှုလေးကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်